မှာဆူတောင်းလိုက်တဲ့အင်အားသစ်တွေပြေဝပါစေမျောလင်းခြင်းရဲ့ပြီးတော်များဘရဝနေကြံရမရဖြစ်နေသည်ပြန်ကြကလည်းအိမ်မရှိတရံတခါတော့ပြန်မလာတော့တဲ့တငယ်ချင်းကိုလွမ်းရင်တပ်ပြင်းတွေနဲ့ချိန်ချိန်ချပစ်တယ်ပူဆွေးတော့ကရပါရတွေကြားအာတင်းကအပေးရင်အမေပြန်လာဖို့မျှော်နေပြီနို့နေ့တဲ့တိုင်းပြည်မှာကျုံဆက်သွင်းလို့သူတွေမောင်းထုတ်ဖို့အမေတက်ရှိပြီးပါအမေစုကျမ်းမာပြီးပါ